စိတ်ညစ်တယ်ဆိုပြီးတချို့ညည်းကြတာရှိတယ်စိတ်ကဘာလို့ညစ်တာတော့အငြိအကျေးတွေနဲ့ပေါင်းပြီးလို့စိတ်ကညစ်သွားတာအလိုဆန္ဒဆိုတာစိတ်ရဲ့အငြိအကျေးပဲမကျေနပ်မှုဆိုတာစိတ်ရဲ့အငြိအကျေးပဲတူဝေမိုင်မဲမှုဆိုတာလည်းစိတ်ရဲ့အငြိအကျေးပဲဒါကြောင့်မြတ်စွာဘုရားကတယောမေဘိက္ခဝေအန္တရာမလာလောဘဒေါသမောဟဆိုတဲ့ဒီတရားသုံးပါးဟာအန္တရာမလာစိတ်ရဲ့အငြိအကျေးဖြစ်တယ်တဲ့အဲ့ဒါစိတ်ညစ်တယ်ဆိုတာအဲ့ဒီတရားတွေကြောင့်စိတ်ညစ်ရတယ်ဒါလောဘဒေါသမောဟဆိုတာစိတ်ရဲ့အငြိအကျေးတင်လားဆိုတော့မကဘူးတဲ့အန္တရာအမိတ္တစိတ်ရဲ့မိတ်ဆွေပြက်လည်းဖြစ်တယ်တဲ့စိတ်ရဲ့အကျိုးမဲ့ကိုနောက်ွယ်ကနေဖန်တီးမဲ့မိတ်ဆွေရောင်ဆောင်းနေတဲ့ရန်သူပေါ့နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့မိတ်ဆွေပြက်လောဘဒေါသမောဟဆိုတာစိတ်ရဲ့မိတ်ဆွေပြက်ပါတဲ့ဒါရင်လားအကာစီကိုအန္တရာတပ္ပတ္တလောဘဒေါသမောဟဆိုတာစိတ်ရဲ့ရန်သူလည်းဖြစ်တယ်တဲ့အတ္တိလည်းမဲ့နှိမ့်ဆက်မဲ့နှောင့်ယှက်မဲ့ဒုက္ခရောက်အောင်ဆင်းရဲအောင်အမျိုးမျိုးဖန်တီးလိမ့်မယ်ဒီလိုဆန္ဒတွေမကျေနပ်မှုတွေတွေးမိုင်မဲမှုတွေဆိုတာစိတ်ကိုအမြဲတမ်းဆင်းရဲအောင်နှိမ့်ဆက်တဲ့အတွက်ကြောင့်စိတ်ရဲ့ရန်သူတွေဖြစ်တယ်တဲ့ဒါကြောင့်တရားတော်တို့ဦးဇင်းတို့ခါအားလျော်စွာစိတ်ဆင်းရဲလိုက်တာလို့ညည်းရတာရှိတယ်စိတ်ကအလကားဆင်းရဲတာမဟုတ်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တဲ့အရာတွေရောက်ဒီစိတ်ကဆင်းရဲသွားတာဒါကြောင့်ထီတာကိုတည်နေတဲ့အချိန်မှာဒီလောဘဒေါသမောဟဆိုတဲ့စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်မဲ့အရာတွေမရှိတဲ့အတွက်ကြောင့်စိတ်ကလေးချမ်းသာတယ်ဆိုတာဖြစ်လာတယ်ဒါကြောင့်စိတ်ရဲ့အညစ်အကြေးတွေမပေးကြံရလေအောင်စိတ်ရဲ့မိတ်ဆွေပြည့်တွေနဲ့ဒီစိတ်မပေါင်းမိလေအောင်စိတ်ရဲ့ရန်သူတွေရဲ့နှိမ့်ဆက်တာကိုမခံရလေအောင်ပရိဒါပြီးတော့နေရတယ်လောဘဒေါသမောဟဆိုတာဆိုးတဲ့ဘက်မှာဒီလောက်တင်ဆိုးတာမဟုတ်ဘူးတဲ့နောက်ထပ်ကြံသေးတယ်အန္တရာဝဒကစိတ်ရဲ့သူတသမားလည်းဖြစ်တယ်တဲ့စိတ်ကိုဖျက်ဆီးအောင်ဖျက်ဆီးမဲ့စိတ်ရဲ့သူတသမားတဲ့အလိုဆန္ဒတွေမကျေနပ်မှုတွေမိုက်မဲမှုတွေဆိုတာစိတ်ကိုအသေးသက်မဲ့စိတ်ရဲ့သူတသမားလို့တောင်မြတ်စွာဘုရားဟောတယ်နောက်အန္တရာပစ္စတိကစိတ်ရဲ့ဆန့်ကျင်ဘက်သမားတွေလည်းဖြစ်တယ်တဲ့စိတ်ကဒါဖြစ်ခြင်းနဲ့ဆိုရင် तू ကဟိုဟာဖြစ်အောင်လုပ်မယ်